sau khi đã mà cái nhằm là do đó chỉ được nhà trẻ chỉ được đến này sau khi sang trời mà thì chán là điều để bọn nó phải học chỉ được đến rồi chán là điều duy trì thao vậy cái đó thì Mother Teresa bọn nó từ tại hiện tại đúng không từ trong đại mà từ này ra mà đây mà sẽ thay mình chắc sẽ bảo là Mother chỉ là bị bảo là biểu hiện rồi Mother thì này chúng ta rồi chấp nhận được bà màမရှိတော့ဘူးစားရမရှိတော့ဘူးအဲ့ဒီမှာ Mother Teresa ကအဲ့စစ်စဲကိုဘာလို့ခံလဲဆိုတော့စစ်စဲတဲ့ကိုရမြတ်တော်ဖူးတယ်ဆိုရိုးရိုးလေးတာမန်စဉ်းစားကြည့်လိုက်လို့ရှိရင်စားစရာမရှိတဲ့အရာကိုကိုရမြတ်တော်ဖူးခိုင်းတယ်ဆိုတာဟာဒါအကြီးကဲတယောက်ပေးလိုက်တဲ့ဖြည့်ရှင်းချက်တစ်ခုလားလို့ရိုးလေးစဉ်းစားနိုင်တယ်ဒါပေမဲ့အဲ့စစ်စဲကစိတ်ထဲမှာပြန်ပြောရင်လည်းပြောချင်မှာပေါ့နော်တွင်စိတ်ဆိုတာတိမှမသိတာဒါပေမဲ့ Mother Teresa ပြောတဲ့အတိုင်းပဲသူကရမြတ်ရှိသွားပြီးတော့ပြောင်းတော့ပြောမှာပေါ့နော်ဒီမှာခံစားရတဲ့ခံစားချက်တွေဆိုပါဠိပြောလို့တော့မသိဘူးပေါ့ဒါပေမဲ့ Mother Teresa ကတော့ဒီ sister ကိုကရမြတ်တော့ထူခိုင်းတယ်အဲ့လိုနဲ့နေ့လေ7 နာရီလောက်ချိန်မှာတဲ့သူတို့ရဲ့ sister ကျောင်းကို truck ကားတစ်စီးဝင်လာတယ်အဲ့ truck ကားပေါ်နေပြီးတော့တနက်ပြည့်နဲ့အဝတ်စားကောင်းကောင်းဝတ်ထားတဲ့လူတယောက်ဆင်းလာပြီးတော့ Mother Teresa ကိုလိုက်ရှာပြီးတော့ Mother Teresa ကိုပြောတယ်ဆိုတော့ Mother တဲ့ဒီနေ့ကျွန်တော်တို့ကကလေးတွေကြောင်းဖွင့်နေတယ်လို့အစားအသောက်တွေယူလာပြီးတော့မှကလေးတွေအတွက်စီစဉ်ပြီးအစားအသောက်တွေယူလာတာတဲ့ဒါပေမဲ့ကျွန်တော်တို့မသိလိုက်တာကဒီနေ့က public holiday အစိုးရရုံးပိတ်ရဖြစ်နေတော့ကလေးတွေကြောင်းမလာအောင်Mother တဲ့ဒါကြောင့်မလို့ Mother တို့ကဆင်းရဲသားတွေကိုကြည်နေတဲ့လူတွေဖြစ်တော့ကလေးတွေမစားရရင်တော့မှပဲ Mother တို့ရှိလို့လာပေးလို့ရှိရင် Mother တို့ကဆင်းရဲတဲ့လူတွေကိုပေးလို့ရတယ်အဲ့အတွက်ကျွန်တော်တို့ယူလာတဲ့အစားအသောက်တွေကိုကလေးတွေကိုပေးရမယ်ဆိုတော့ Mother တို့ကိုပဲပေးခဲ့ပြရစီလက်ခံပေးပါလို့ Mother Teresa ကိုပြောတယ်တဲ့ Mother Teresa လက်ခံလိုက်တယ်ပေါ့ဆိုတော့ဒီဖြစ်တဲ့အကြောင်းအရာလေးကကြည့်လိုက်ရင်တော့ဦးနောင်ကစစ်စဲကိုကရမြတ်တော်ထူခိုင်းတာပြီးတော့တဲ့အခါကျလို့ရှိရင်ချိန်ရောက်လာတဲ့အခါမှာဖျားပေးတယ်ဆိုတော့ extraordinary တဘာဝတဲ့ကြော်လွန်တဲ့အဖြစ်ပြဲလို့ဒီပြလို့မှတ်တမ်းဝင်တယ်ဒါပေမဲ့လို့တကယ်တော့တေချာပြန်စဉ်းစားကြည့်လိုက်ရင်တပည့်တော်တို့မွေးဖွားလာတဲ့အချိန်ကနေအခုချိန်ထိတပည့်တော်တို့ဘာပိုင်လို့လဲလို့တေချာပြန်စဉ်းစားကြည့်ရင်တပည့်တော်တို့ဘာမှမပိုင်ဘာကြောင့်လဲဆိုတော့မွေးလာတဲ့အခါမှာမိဘနှစ်ပါးကြောင့်တပည့်တော်တို့ကဒီလောကတွေကိုရောက်ရှိလာတယ်ကိုယ်စွမ်းကိုယ်စားနဲ့လုပ်ခဲ့တာမဟုတ်ပါဘူးဒါပြင်ပြိပ္ပံနေကြလေ့လာမယ်ဆိုရင်လေမိခင်ရဲ့ဝမ်းပိုက်ထဲမှာရှိတဲ့အခါမှာလေတန်တော်များစွာသောကိုယ့်လူမျိုးပဲလူဖြစ်ခွင့်ရတဲ့ပုဂ္ဂိုလ်တွေကလူမဖြစ်ရဘူးကြင်ခဲ့တယ်တပည့်တော်တို့ပဲလူဖြစ်ခွင့်ရတယ်ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင်တပည့်တော်အားလုံးတိုက်ခိုက်နေတာမဟုတ်ပါဘူးမိခင်ရဲ့ဝမ်းကြပိုက်ထဲမှာတတိတည်နေတဲ့နေရာလေးကိုရောက်သွားလို့ပဲဖြစ်တယ်မွေးဖွားလာတဲ့အခါမှာတပည့်တော်ဘာမှမလုပ်ခင်မှာတပည့်တော်ရဲ့မိဘတွေအကိမိဘမရှိဘူးဆိုလဲကိုယ့်အုပ်ထွေးတဲ့လူတွေကကိုဘာမှမလုပ်ရဘဲနဲ့ကျိုးမွေးခဲ့တယ်ဘေးဘက်ဝင်းကြီးကိုကြည့်မယ်ဆိုရင်လည်းတပည့်တော်မလုပ်ဘဲနဲ့ရာထားတဲ့ညောင်များစွာသောအရာတွေရှိတယ်ဥမာလေးတစ်ခုဆိုရင်လေဘယ်လို့မှမလုပ်ပါဘူးတဘာဝကတပည့်တော်ကိုပေးထားတာနေအောင်ကြီးတဘာဝကနေတပည့်တော်တို့ကိုဘုရားသခင်ကနေပေးထားတယ်ဆိုတော့တေချာပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ကိုလုံးလို့ကိုရတယ်ဆိုတဲ့အရာဟာဘာလဲလို့တွေးမိတယ်ဘာကြောင့်လဲဆိုတဲ့အခါကျရင်ကိုဗစ်ဖြစ်တော့မှသူများချက်တာလည်းကိုမယုံဒါကြောင့်လို့ဘာလုပ်လဲဆိုတော့ကိုယ့်ဘာကိုချက်စားတယ်ကိုယ့်ဘာကိုချက်စားတော့ဘာဖြစ်လဲဆိုတော့တခါမှမချက်ဘူးတဲ့အခါကျတော့မနက်တည်းကနေပြင်ဆင်လိုက်တာနေ့လယ်2 နာရီ 3 နာရီမှပြီးတယ်ဒါပေမဲ့တကယ်စားကြည့်တော့အရသာမရှိဘူးဆိုတော့ဘာတစ်ခုတွေ့ရလဲဆိုတော့နေ့တိုင်းထားစားနေရတဲ့မနက်တမင်နေ့လယ်တမင်ညနေတမင်တပြည့်လို့ဒီထဲမှာမလုပ်ဘူးနော်သူများကနေစေတနာနဲ့ချက်ကျွေးနေတာဆိုတော့ဒီလောကတော့ပြန်ထွက်ခွာသွားတဲ့အခါမှာလေတပြည့်လို့ကဘာမှမယူဘဲနဲ့လက်ချီးတက်တက်နဲ့ပြန်ထွက်ခွာသွားတယ်ဆိုတော့ပထမဆုံးတစ်ချက်ကတပြည့်လို့ရှိနေတဲ့အဖြစ်အခြေအနေဟာဖျားပေးထားတဲ့ကျေးဇူးကောင်းချီးမင်္ဂလာတွေပဲဖြစ်တယ်ဆိုတာကိုတွေ့ရှိရတယ်ဒါကြောင့်မလို့
1 Corinthians chapter 1 verses 4 to 5 မှာဘာတွေ့ရလဲဆိုတော့ we own nothing ဘယ်လိုဘာမှမပိုင်လူမှုပေါင်းတဲ့ဆိုင်ရေးမှာကြည့်မယ်ဆိုရင်အောင်မြင်တာကြာရှုံးတာတွေမှာတေးချာပြန်ကြည့်လိုက်လို့ရှိရင်ဟိုဘက်ဒီဘက်စိတ်ကလေးတစ်ခုကြားထဲမှာပဲမသိတဲ့လူကသိတဲ့ပုံမှာအလုပ်လုပ်နေတဲ့ business mind ကိုတွေ့ရတယ်။ဒါကြောင့်မလို့ပထမတစ်ချက်အနေနဲ့ဘုရားသခင်ကိုကျေးဇူးတင်ခြင်းလို့စဉ်းစားတဲ့အခါမှာကိုလုံနိုင်တာမဟုတ်ဘဲနဲ့ဖျားပေးလို့တဘာဝတရားအဖြစ်ဖြစ်စေကိုယ်နဲ့နှိစက်သူအဖြစ်ဖြစ်စေဒီလိုလိုရရှိနေတာကိုဒေရှာလေးလေးနက်နက်လေးစဉ်းစားခြင်းပထမတစ်ချက်တွေ့ရှိနိုင်တယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့ဒီနေ့ပထမကျမ်းစာမှာဖတ်သွားတဲ့ 1 Thessalonians chapter 5 verses 16 to 23မှာဘာပြောလဲဆိုတော့ဖျားပါတဲ့သူ့ကိုကျေးဇူးတင်တာကိုကြိုက်နေတတ်တယ်တဲ့သခင်ခရစ်တော်နိုင်လို့ဒီနေ့ပထမကျမ်းစာမှာဖတ်ခဲ့ပါတယ်။ဒီ 1 Thessalonians chapter 5 verses 16 to 23မှာဘာပြောလဲဆိုတော့ဘဝမှာတဲ့အမြဲတမ်းဝမ်းမြောက်ပျော်ပြီးခြင်းနဲ့အသက်ရှင်ပြီးဖျားကိုဆုတောင်းနဲ့ပြီးသွားတဲ့အခါကျလို့ရှိရင်ဖျားကိုသခင်ခရစ်တော်၌ကျေးဇူးတင်ခြင်း၌ကျွန်တော်တို့ဟာမျှော်မှန်းယုံကြည်တဲ့ထာဝရဒုက္ခချမ်းသာကိုစောင့်မျှော်နေတဲ့လူတွေကဲ့သို့တပည့်တော်တို့စောင့်မျှော်ကြရအောင်လို့ဘုရားသခင်ကပြောပါတယ်။တကယ်တော့တပည့်တော် preface မှာဆိုတဲ့အခါမှာတပည့်တော်ဘုရားကိုကျေးဇူးတင်တာချီးမွမ်းတာဝန်ခံတာကတကယ်တော့ဘုရားသခင်ရဲ့ဘုန်းဘုံတော်တိုးပွားတာမဟုတ်ပါဘူးတဲ့။တပည့်တော်တို့အတွက်ကျေးဇူးတော်တိုးပွားရာအကြောင်းလည်းဖြစ်တယ်။သူ့ကိုကျေးဇူးတင်တဲ့အခါမှာသူကပို့ပြီးတော့ကျေးဇူးတော်အသက်တာပေးတယ်ဆိုတာကိုတွေ့ရှိရတယ်။ဒီနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာဘာတွေ့ရလဲဆိုတော့နူနာဆွဲတဲ့10ယောက်ထဲမှာ9ယောက်က physical healing ရတယ်။ဒါပေမဲ့တကယ်ခရစ်တော်ရှိကိုပြန်လာတဲ့လူတစ်ယောက်က your faith that set you free ဆိုတဲ့ spiritual liberation ရတယ်။ inner healing ကိုခံစားရတယ်။ဒါလေးနဲ့ပတ်သက်လို့ဒီ inner healing liberation ကဘယ်လောက်အရေးကြီးလဲဆိုတဲ့အကြောင်းအရာလေးကိုဒီတော့နည်းနည်းလေးဝင်ပြကြည့်ကြတယ်အဲ့ဒါကတပြီးတော့ CPE တန်တဲ့တက်တော့မှာတနက်စတဲ့အချိန်မှာတပြီးတော့ group နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့စကားတွေပြောကြတဲ့အခါမှာတပြီးတော့ကကိုယ်တငယ်ချင်း peers 4-5 ယောက်ထဲမှာကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်မပြောရဲဘူးငါဒီနေ့စိတ်ဆိုးတယ်ငါဒီနေ့ကြောက်တယ်ငါဒီနေ့ရှက်တယ်ဒါတွေကိုကိုယ့်ရဲ့ခံစားချက်တွေကိုထုတ်မပြောရဲဘူးအဲ့ဒီအချိန်မှာကျန်တဲ့ထုတ်ပြောနေတဲ့တငယ်ချင်း4-5 ယောက်ကကျွန်တော်မေးတယ် Francis တဲ့ငါတို့ပြောတာအင်္ဂလိပ်လိုနားမလည်လို့လားဒါမှမဟုတ်လို့ရှင်ငါတို့ကိုမယုံလို့လားတဲ့ဒါနဲ့ကျွန်တော်ပြုံးပြီးတော့နားလဲပါတယ်ငါမှဘာမှပြောစရာမရှိဘူးလို့ကျွန်တော်ပြန်ပြောတယ်ဒါပေမဲ့တစ်ချိန်မဟုတ်နှစ်ချိန်မဟုတ်သုံးချိန်ဖြစ်လာတဲ့အခါကျတော့ကျွန်တော်ရဲ့ peers တငယ်ချင်းတွေကကျွန်တော် coach လုပ်နေတဲ့ဆရာမရှိတော့ပြောတယ် Francis ကတဲ့ကျမတို့နဲ့စကားပြောနေတဲ့အခါမှာတဲ့သူဝင်မပြောဘူးတဲ့သူ့အဖွဲ့ပြောင်းမလားဒါမှမဟုတ်ကျမတို့ဘာဆက်လုပ်ရမလဲဆိုပြီးကျွန်တော်ကို coach လုပ်ပေးနေတဲ့ဆရာမရှိတော့မေးတယ်ဆရာမကကျွန်တော်ကိုခေါ်ပြီးတော့ Francis တဲ့ဘာဖြစ်လို့ကိုယ့်အဖွဲ့နဲ့လုပ်ပြီးတော့သင်တန်းအချိန်ကာလလေးမှာကိုယ့်ရဲ့ခံစားချက်တွေမပြောရဲတာလေတဲ့အဲ့ဒါနဲ့ဆရာမရှိမှကျွန်တော်ရိုးသားသားဝန်ခံတယ်ကျွန်တော်တို့မြန်မာပြည်ရဲ့ယဉ်ကျေးမှုမှာလို့ကိုယ်ခံစားတဲ့ခံစားချက်ကိုသူများကိုထုတ်ပြောလို့ရှိရင်ကိုကစိတ်ပိုင်းဆိုင်ရာအားငယ်တဲ့လူတစ်ယောက်ဖြစ်တယ်လို့သတ်မှတ်ခံရတာလည်းပါတယ်လို့ပြီးတော့တဲ့အခါကျရင်ယောက်ျားလည်းဖြစ်တယ်ဘုန်းကြီးလည်းဖြစ်တဲ့အခါကျတော့တောင်ငါရှက်တယ်ငါကြောက်တယ်ငါဒါတော့ဖြစ်မလုပ်တတ်ဘူးလို့သွားပြောနေတယ်ဆိုလို့ရှိရင်လေကိုယောက်ျားမပြီးသားဘူးလို့ခံစားရလို့ကိုခံစားချက်တွေမပြောဘူးလို့အဲ့ခါမှာဆရာမကပြောလဲဆိုတော့ဒီသင်္ကန်းလေးပြီးသွားရင်တဲ့ liberation လေးတစ်ခုလောက်တွေ့ချင်တယ်တဲ့ liberation ဒါနဲ့တနေ့က3 လပြီးသွားတဲ့အခါမှာဒုတိယ3 လမှာတပြီးတော့စပြီးတော့ကိုယ့်ရဲ့ခံစားချက် feeling ကို identify လုပ်တယ်ပြောတယ်အဲ့ဒီအချိန်မှာဘာဖြစ်လာလဲဆိုတဲ့အခါကျရင်ကိုယ် feeling ကိုပြောတာဖြစ်တဲ့အတွက်တခြားသူကလည်းတခြား feeling သူတို့မှခံစားတဲ့ feeling ကိုပြောတာဖြစ်တဲ့အတွက် conflict ဖြစ်လာတယ်ငါ့ကိုရမ်းမနှောင်းနဲ့ကွာမင်းတော့ငါမကြိုက်ဘူးငါဒီနေ့အဆင်မပြေဘူးနောက်တစ်ယောက်ကလည်းကိုပြောလိုက်တဲ့စကားပေါ်မှာမူတည်ပြီးတော့သူ့ခံစားချက်ကိုသူထုတ်ပြောတဲ့အခါမှာတယောက်နဲ့တယောက် conflict ဖြစ်တယ်ဒါပေမဲ့လူရမ်းမဖြစ်ဘူးအဲ့ဒါထူးဆန်းတယ်ဆိုလိုချင်တာကအငြင်းကုန်ဖြစ်ကြတယ်ဒါနဲ့ stay connected ဒါနဲ့ကျွန်တော်ဆရာမကိုတော့ပြောတယ်ဘာပြောလဲဆိုရင်
ကျွန်တော်ကိုယ်ခံစားချက်တွေကိုထွတ်ထွတ်ပြောရတာကြိုးစားနေရတယ်လို့အစစ်မပြေဘူးဒါနဲ့ဆရာမကပြောလဲဆိုတော့ကြိုးစားပါတဲ့ဒါနဲ့တတိယ6လပြီးတတိယနောက်ထပ်3လလုပ်တဲ့အခါမှာဘာထူးခြားတာတွေ့လာလဲဆိုတော့တယောက်နဲ့တယောက်ပို့ပြီးရင်းနှီးလာတယ်သူကလည်း professional center ကိုဘယ်လိုကူညီပေးရမလဲဆိုတော့နားထောင်ပြီးတော့ကိုယ့်ဘက်ကလည်းသူ့အပေါ်မှာဘယ်လိုမျိုးကူညီပေးရင်ကောင်းမလဲဆိုတော့တယောက်နဲ့တယောက်ကြောက်ရွံ့ပြီးပိတ်ထားတာတဲ့တကယ်ကိုယ့်ဘဝမှာ professional center တကယ်ချင်းနေရှိပါလားလို့သိရှိနားလည်ခွင့်ရတယ်။သို့တော်များလည်းပဲပေါင်းတင်ဆက်ဆံရေးမှာအဆင်ပြေလားဆိုတော့အဆင်ပြေတဲ့အဆင်ပြေမရအောင်။တခါတည်းမှာညင်ညခုကြတယ်စိတ်ဆိုးကြတယ်။တခါတည်းမှာလည်းနှစ်ယောက်စလုံးသဘောတူလို့အဆင်ပြေကြ။သို့တော်များလည်းပဲဘာဖြစ်လာလဲဆိုရင်အားတဲ့အချိန်လေးတွေမှာကိုယ်နဲ့စိတ်ချင်းသဘောချင်းတူကြတဲ့လူတွေအပြင်ထွက်ပြီးတော့မှဒင်နာလေးတွေအတူတူစားတယ်။ကိုယ့်ရဲ့ဘဝအမောတွေမှာတွေ့ကြုံရတဲ့အရာတွေကို relax လုပ်တတ်လာတယ်။ဒါပေမဲ့လို့ပေါင်းတင်ဆက်ဆံရေးမှာ smooth ဖြစ်တာတော့မရှိဘူး။နောက်ဆုံးပိတ်အပိုင်းရောက်တဲ့အခါကျတော့မှအဲ့တင်တန်းရဲ့အနှစ်ကလေးတစ်ခုသွားတွေ့တယ်။အဲ့ဒါကဘာလဲဆိုရင်ဆရာမကသင်ပေးလိုက်တာက I am good enough မင်းနားလဲတာနားမလဲတာမင်းကြိုက်တာမကြိုက်တာတဲ့ကိုကအကောင်းဆုံးအသက်ရှင်ပြီးတယ်လို့ကို confidence တစ်ခုနဲ့အသက်ရှင်ကြည့်ခိုင်းတဲ့အသိလေးတစ်ခုပဲဖြစ်တယ်။ပြောချင်တဲ့အဓိပ္ပာယ်လေးကဘာလဲဆိုတဲ့အခါကျရင်တပည့်တော်ရဲ့ဘဝအသက်တာပါအမြဲတမ်း positive way of thinking နဲ့အကောင်းဆုံးကြိုးစားပြီးတော့မှကျေးဇူးတင်တဲ့စိတ်ရှိဖို့အရန်လိုအပ်တယ်။ဆိုတော့ပြောပြခြင်းတဲ့အချက်ကလေးကဘုရားသခင်ကိုကျေးဇူးတင်နေဆိုတဲ့အတိကဘုရားလိုအပ်လို့မဟုတ်ဘူး။ဒါပေမဲ့ဘုရားကြိုက်တဲ့အလုပ်ဖြစ်ပြီးတော့မှအဲ့ဒါကိုလုပ်ခြင်းအပြင်တပည့်တော်ဘဝမှာအသက်တော်ကျေးဇူးတော်တွေတူတယ်။တတိယတစ်ချက်ကတော့အဲ့လိုမျိုးကျေးဇူးမတင်မဲနဲ့အမြဲတမ်း complain ဖြစ်နေလို့ရှိရင်လည်းဘာဖြစ်ပြန်လဲဆိုရင်လူရခီးမရောက်ဘူးဆိုတဲ့အရာကို Exodus chapter 16 verse 12မှာတွေ့ရတယ်။အဲ့ဒါကဘာလဲဆိုတော့ Israel လူမျိုးတွေမိုးစေအားဖြင့် Egypt ပြည်ကနေထုတ်ဆောင်တဲ့အခါမှာတကယ်တော့ဖခင်ကအများကြီး miracle ကိုမိုးစေအားဖြင့်လုပ်ပြသွားတယ်။သူတို့လည်းတွေ့တယ်။အဲ့မှာကက်ကြီး10ပါးကိုသူတို့ဖျက်ပြီးတဲကန်နာရတဲ့ကိုဖျက်တဲ့အခါမှာတကယ်တော့အခုမျက်မှောက်ဖြစ်မှာဆိုရင်လေရင်နဲ့ဆိုလို့ရှိရင် within 1 hour ဖြစ်မယ်။ကားခီးနဲ့ဆိုရင် within 1 day 2 days အတွင်းမှာဖြစ်မယ်အကယ်ခြေချင်မဲရှောင်တလားတော့မကြော်တဲ့ခီးကို Israel လူမျိုးတွေနှစ်ပေါင်း40လို့ဖះပြောတဲ့ဂရိထားရမည်ကိုမရောက်နိုင်ဘူးဖြစ်နေ40တောင်ဖြစ်သွားတယ်နှစ်ပေါင်း40ပေါ့ဆိုတော့သူ့ရဲ့အနောက်ကအနှစ်ချုပ်ကဘာဖြစ်နေရလဲဆိုတော့တခုခုအခက်ခဲကြုံလာရင်အီဂျစ်ပြည်မှာနေတော့မှကြက်သွန်တွေစားရတယ်ငရုတ်သီးတွေစားရတယ်အာလူးတွေစားတယ်ငါတို့အေဂျင့်တဲ့နေရာနေပြီးတော့မင်းငါတို့ခေါ်လာပြီးတော့မှဒီထဲမှာရေမရှိအစားအသောက်မရှိဒုက္ခတွေရောက်တယ်တစ်ချိန်လုံး complain လုပ်နေတယ်အဲ့ complain လုပ်တာက complain လုပ်တာတည်းမပြီးပါဘူး promise land ကိုမရောက်နိုင်နှစ်ပေါင်း40ကြာတယ်ဒါကြောင့်မလို့ဘဝတက်တာမှာပေါ့ဖြစ်လာတဲ့အကြောင်းတရားတွေမှာဘုရားသခင်ရဲ့အကြံစီတော်ကိုနားမလည်တော့ညာလည်းပဲဘုရားအကောင်းဆုံးပြင်ဆင်ပေးနေတယ်ဆိုတော့တပည့်တော်ဝိညာဉ်ဆိုင်ရာတက်တာမှာအမြဲတမ်းဝန်ခံဖို့လိုတယ်ဆိုတာတွေ့ရှိတာဒါကြောင့်မလို့ဝိညာဉ်ဆိုင်ရာဒီမှာပြောတဲ့တရားကိုမှတ်ထားတယ်အဲ့ဒါကဘာလဲဆိုတော့တပည့်တော်ရဲ့ spirituality မှာတဲ့အဆင့်3ဆင့်ရှိတယ်တဲ့ပထမတစ်ဆင့်ကတော့ subjectivism နဲ့ subjectivism ကတော့တပည့်တော်တို့နားလည်တယ်လို့ဘုရားသခင်ကိုချီးကပ်တယ်တပည့်တော်ဆုတောင်းတယ်ပြီးတော့တဲ့အခါကျဘုရားသခင်ကိုတပည့်တော်ပြောတယ်ဆိုရပေါ့နောက်တစ်နည်းကတော့ objectivism ပေါ့ objectivism ကြတော့ဘုရားလုပ်ဆောင်ပေးတဲ့အရာကိုညှော်မှန်းတတ်လာတယ်ပေါ့ကိုရောတပည့်တော်ဒီလိုကြိုးစားထားတယ်ဒါပေမဲ့မဖြစ်တော့ညာလည်းပဲကိုတော့အကောင်းဆုံးပြင်ဆင်ပေးမယ်ဆိုတော့တပည့်တော်သိနေတယ်ဆိုတဲ့အသိဖြစ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ oneness ဘုရားသခင်နဲ့အတူတူသွားလာတယ်ပေါ့နော်ဆိုတော့တတိယတစ်ချက်ကတော့ဘုရားသခင်ကိုကျေးဇူးတင်ကိုတင်ရမယ်ဘာကြောင့်လဲဆိုတဲ့အခါကျရင်ကျေးဇူးမတင်လို့ဖြစ်ပျက်တဲ့အရာနဲ့ညီးညွတ်နေရင် Israel လူမျိုးတွေကဲ့သို့ပဲခီးကရှိသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးဖြစ်တယ်ဒါကြောင့်မလို့နူနာ10ယောက်ထဲမှာဘာလို့လဲဆိုရင် coming to and senses ဘုရားလုပ်ပေးတဲ့အရာကိုသိရင်ဘုရားသခင်ရှိကိုပြန်လာပြီးဒုထောက်လေဘုရားသခင်ရှိမှာဝန်ခံခြင်းဟာတပည့်တို့ဘဝအတွက်ကျေးဇူးတော်တိုးရအကြောင်းဖြစ်တယ်ဘုရားလည်းကြိုက်တယ်နောက်ဆုံးတစ်ချက်ကတော့ဘုရားကိုကျေးဇူးတင်တဲ့အခါမှာဘုရားသခင်ရှိကိုပြန်လာတဲ့အခါမှာ your faith has set you free တင်းရဲ့ယုံကြည်ခြင်းကတင့်ကိုလွတ်မြောက်စေတယ်တကယ်တော့ဘာတွေ့လဲဆိုရင်လူလောကမှာ
confidence ရှိတဲ့လူနဲ့ confidence မရှိတဲ့လူကွာခြားတာကိုတွေ့ရှိရတယ် confidence ရှိတဲ့လူကြတော့ဘာတွေ့ရလဲဆိုရင်သူလုပ်တဲ့အရာကိုသူယုံကြည်မှုရှိပြီးတော့အဲ့ဒီယုံကြည်မှုပေါ်မှာမူတည်ပြီးသူ့ရဲ့လုပ်ငန်းတွေမှာအောင်မြင်တာကိုတွေ့ရှိရပြီ confidence မရှိတဲ့လူတွေကြတော့ကိုယ်မှာရှိတဲ့ gift တွေတောင်ပျောက်ဆုံးတာတွေ့ရတယ်အဲ့ဒါဘာမှသွားတွေ့သွားတာလဲဆိုတော့တပည့်တော်ဆေးရုံမှာအလုပ်လုပ်တဲ့အခါမှာကိုယ့်ယုံကြည်မှုရှိတဲ့လူနဲ့မယုံကြည်တဲ့နှစ်ခုသွားတွေ့ရတယ်ဘယ်အချိန်မျိုးမှလဲဆိုတဲ့အခါကျရင်ဖခင်တူကကိုယ့်ရဲ့သားသမီးတွေအတွက်ကောင်းကောင်းမွန်မွန်နဲ့စက္ကပ်ပြီးတော့မှအစီခံခဲ့ပြီးတော့မှဖျားနာပြီးလောကနေနောက်ဆုံးထွက်ခွာသွားမယ်အချိန်လေးမှာသူ့မှာ confidence တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူလွတ်ဆောင်ခဲ့တဲ့အပေါ်မှာမူတည်ပြီးသူကျင့်တတ်နေတဲ့ PT စိတ်ကလေးဖြစ်တယ်နောက်တစ်မျိုးကကြတော့သူ့စိတ်ငြိမ်စေးတွေထိုးထားပြီးတော့ညာလည်းပဲလူကစကားမပြောနိုင်ဘူးတကူလုံးခါနေတယ်အဲ့ပုဂ္ဂိုလ်ဘာဖြစ်တာလဲလို့တွားကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ကသူ့ဘဝမှာအကြောက်တရားတွေအများကြီးနဲ့ရှင်သန်ပြီးတော့အပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မလို့ဒီတော့ဆာလံကျမ်းလေးကိုသဘောကျတယ်အပြစ်ရှိတဲ့သူကလိုက်သူမရှိတော့လည်းပြေးတယ်တဲ့ကိုယ့်ကိုယ်ယုံကြည်မှုဆိုတာဟာဘုရားသခင်ရဲ့အသက်တာလမ်းမှာရှောက်လန်းနိုင်ပြီးအကောင်းဆုံးကြိုးစားခဲ့တဲ့ပျော်ရွှင်ခြင်းတဲ့အပေါ်မှာရှိတဲ့ပီတိတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အားလုံးလေးရက်တာလေးမှာဘုရားပေးခဲ့တဲ့ကျေးဇူးတော်တွေကိုရည်တွက်ရင်းနဲ့ဒီနေ့ဘုရားသခင်ကိုကျေးဇူးတင်အောင်မိစားအစာမှာပါဆရာတော်ဘုရားပြောသလိုပဲကျွန်တော်တို့ကိုကြည်တင်အားဖြင့်လူတွေဟာဘုရားသခင်ရှိကိုပို့ဆောင်နိုင်တဲ့လူတွေဖြစ်နိုင်အောင်ဒီနေ့မိစားတော်ရဲ့မှာကျေးဇူးတင်အောင်ဒီတစ်နှစ်ပတ်လုံးမှာဖြတ်တန်းတဲ့အခါမှာလည်းတက်ကိုတရားပဋိတရားရှိတဲ့အခါတိုင်းမှာဆုတောင်းခြင်းနိုင်ခွန်အားယူအောင်လို့အားလုံးကြံပြု